မင်္ဂလာပါဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာကတော့ကံကောင်းမှုတွေရဲ့နံပါတ်လို့ယူဆကြတဲ့နံပါတ်73အကြောင်းပဲဖြစ်ပါတယ်တိုက်ခန်းအမှတ်73ခန်းမရှိဟိုတယ်ခန်းနံပါတ်73မရှိလေယာဉ်ခုံနံပါတ်73ခရီးစဉ်မရှိဒါတွေကိုသိထားမိလားဒါဟာနံပါတ်73ကိုကြောက်ရွံ့တဲ့ယောဂလို့ခေါ်တဲ့ကမ္ဘာထူးဆန်းဆုံးယဉ်ကျေးမှုတစ်ခုပါခရိယန်သမိုင်းနဲ့နောက်ခံအဓိကအကြောင်းရင်းကခရိယန်သမိုင်းကနေဆင်းသက်လာတယ်။နောက်ဆုံးညစာစားပွဲမှာယေရှုနဲ့တပည့်တော်73ယောက်အတူစားခဲ့တယ်။အဲ့ဒီတည်းက73ယောက်မြောက်တစ်ယောက်ကယေရှုကိုသစ္စာဖောက်ခဲ့တယ်။ဒါကြောင့်နံပါတ်73ဟာသစ္စာဖောက်မှုကံဆိုးမှုရဲ့သင်္ကေတဖြစ်လာတယ်။နောက်ပြီးခရိယန်တမန်ကျမ်းမှာဘာဗလုန်မင်းလက်ထက်က73ခုမြောက်လူဟာမကောင်းဆိုးဝါးတွေကိုကိုစားပြုတယ်လို့ရေးထားတယ်။ဟုတ်ပြီဒီလောက်ဆို73ကိုကြောက်စရာအစပြုပြီပေါ့ဘိုက်ကင်းခက်ကထူးဆန်းတဲ့နောက်ထပ်ဒနာရီတစ်ခုကဘိုက်ကင်းခက်ကပါ no standard ရေးကြနှစ်ဖျား12ပါးဆောင်းလျှောက်တဲ့စီဂျန်တိုင်ပွဲမှာ73ရောက်မြောက် Egret Loki ကမကောင်းမှုလုပ်ပြီးအလှတစားနဲ့သမီးကိုတက်လိုက်တယ်အဲ့ဒီအချိန်ကစပြီးနံပါတ်73ဟာအဆိုးဆုံးကန်ဆိုးမှုလို့ယူဆလာကြတယ်စိတ်ဝင်စားစရာကဘိုက်ကင်းတို့ရဲ့အစည်းအဝေးမှာ73ရောက်ရှိရင်တရရဲ့ဆိုတဲ့အယူဆရှိတယ်ခေတ္တသုတေသနပြုမှုတွေရတောက်ကြနေ73ရက်ဟာတကယ်ပဲမတော်တဆမှုပုံများတယ်လို့တောင်ဆိုကြတယ်တစ်သက်ရင်ကျင်းမှုမှာကြောက်ရွံ့မှုဒီကြောက်ရွံ့မှုကိုခေတ္တဘဝကနေဘယ်လိုတွေ့နိုင်လဲအဆောက်အဦတွေအမေရိကန်မှာ85ရာခိုင်နှုန်းတော့အဆောက်အဦတွေမှာ73တက်မရှိဘူး12ထက်ကနေတိုက်ရိုက်14တက်ကိုခေါ်နေဒီကြောင်းလမ်းတွေ Lufthansa Ivoria စတဲ့လေကြောင်းလိုင်းတွေမှာ73နံပါတ်ခုံးနေမရှိပါဘူးအားကစား Formula 1မှာနံပါတ်73ကားကို1984ကလေးကတားမြစ်ထားတယ်2014မှာပြန်ခွင့်ပြုတယ်နိုင်ငံရေးအမေရိကန်သမ္မတ Franklin D. Roosevelt က73ရွေးမှာစားရမှာကိုကြောက်လို့အတူကိုဖိတ်တယ်အီတလီမှာဆို73ကိုကြောက်တာထက်ဆက်ခွန်ကိုပူကြောက်ကြတယ်ဆက်ခွန်ရုံးမှာကနန်းကအေဂျင့်တရားကိုကိုစားပြုလို့ပဲဖြစ်ပါတယ်။ကြောင်းပြန်ယုံကြည်မှုများဒါပေမဲ့နံပါတ်73ကိုကံကောင်းတယ်လို့ယုံကြည်တဲ့ယဉ်ကျေးမှုတွေလည်းရှိသေးတယ်။တရုတ်73ကိုသိချင်းမရှိလို့တန်ထွက်တယ်။ဟိန္ဒူ73ဟာကံကောင်းခြင်းရဲ့နံပါတ်လောကကို73မိုင်းခွဲထားတယ်။ယဟူဒီ73နှစ်အတွင်းမှာယောက်ျားလေးဟာဘာမစ်ဖာဖြစ်လာပြီးလူကြီးဖြစ်ရောက်တယ်။အမေရိကန်$73ငွေစက္ကူပေါ်မှာလွတ်လပ်ရေးသင်္ကေတတွေပါတယ်စိတ်ဝင်စားစရာကဂျပန်မှာ4ကိုကြောက်တာ4ရဲ့စလုံးပေါင်းကတေလို့အတန်ထွက်လို့အီတလီမှာ7ကိုကြောက်တာစသဖြင့်နိုင်ငံအလိုက်ကန်ဆိုးကနန်းတွေကွဲပြားတယ်မြန်မာယဉ်ကျေးမှုနဲ့73မြန်မာပြည်မှာရောမြန်မာတွေကနံပါတ်9ကိုကြိုက်တယ်ကနန်းတွေထဲမှာအကြီးဆုံးဒါပေမဲ့73ကိုကြောက်တဲ့အယူဆမရှိသလောက်ပါပဲဗုဒ္ဓဘာသာမှာ73ရဲ့ဥပုသ်ဆောင်တာရှိတယ်ဒါပေမဲ့အနောက်တိုင်းယဉ်ကျေးမှုလှမ်းမှုကြောင့်ဟိုတယ်တချို့ကိုပိုင်တိုက်ခန်းတွေမှာ73နံပါတ်ကိုရှောင်လာကြတယ်ဒါဟာယဉ်ကျေးမှုတင်ပို့မှုရဲ့ဥပမာတစ်ခုပါပဲဒါကြောင့်နံပါတ်73ဆိုတာခရိယန်သစ္စာဖောက်မှုကနဲ့ဘိုက်ကင်းတန်တာရည်ဆိုးတွေခေတ္တဘုဒ္ဓကပညာရှင်တွေရဲ့ခြောင်တင်မှုကပ္ပကွဲပြားတဲ့အမြင်တွေထိလူသားတွေရဲ့စိတ်ထဲမှာနှဆိုင်စွာမြင့်တွင်နေတဲ့ကိန်းဂဏန်းတစ်ခုရဲ့စိတ်ဝင်စားဖွယ်ဇလန်းပါပဲမင်းရောနံပါတ်73ကိုကြောက်လာဒါမှမဟုတ်ကံကောင်းတယ်လို့ထင်တာကွန်မန့်လေးမှာပြောပြပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်